စပင်ညက်ပညာကိုဝါသနာပါတယ်စပင်ညက်ဆရာတွေအသုံးပြုတဲ့အသုံးဆောင်တွေခေါ်ဝေါ်တွေကိုကြိုတင်ပြီးတော့လေ့လာထားခြင်းနဲ့တည်ထားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပါ hair clipper ဖြစ်ပါတယ်ဆက်အကြီးလို့မြင်တွေ့ရမှာဖြစ်ပြီးတော့ဆက်အသွားအနေနဲ့လည်းပုံစံမျိုးစုံဒီဇိုင်းမျိုးစုံနဲ့လာလေးရှိတယ်စပင်ညက်တဲ့ဆက်ဖြစ်ပါတယ် trimmer ပဲဖြစ်ပါတယ် trimmer detailer လို့ခေါ်ပြီးတော့ဒီသေးစိတ်နားဝိုက်တဲ့နေရာမျိုးတွေ hair tattoo hairline ပေါ်တဲ့နေရာမျိုးတွေမှာအဓိကထားအသုံးပြုပါတယ်အဲ့တော့ straight scissor ပဲဖြစ်ပါတယ်စပင်ကိုအဝီတိုးတဲ့ခါမျိုးတွေမှာအသုံးပြုတဲ့ straight scissor ဖြစ်ပါတယ်ဒီကကြီးကတော့ thinning scissor လို့ခေါ်ပါတယ် blending scissor လို့လည်းခေါ်လေးရှိပါတယ်ဒီကောင်ကိုစပင်ရဲ့ hair weight short တဲ့နေရာမျိုးတွေ blending ပြုလုပ်တဲ့နေရာမျိုးတွေမှာအဓိကထားအသုံးပြုပါတယ် straight razor ပဲဖြစ်ပါတယ်ဒီ razor ကိုထည့်ပြီးအသုံးပြုရလည်းဖြစ်ပါတယ် straight razor လို့ခေါ်ပါတယ် shaver ပဲဖြစ်ပါတယ်ဒီကောင်ကိုအပြောင်ရိပ်တဲ့နေရာမျိုးတွေ fake ညက်တဲ့အခါမျိုးတွေမှာအပြောင်ရိပ်ဖို့အတွက် triple 0လောက်ရဖို့အတွက်ကိုအဓိကထားအသုံးပြုတဲ့ shaver ပဲဖြစ်ပါတယ် foil လို့ခေါ်ပြီးတော့စကားပေါက်လို့လည်းခေါ်ဆိုလေးရှိပါတယ် nut brush ပဲဖြစ်ပါတယ်ဒီကောင်ကိုတော့စပင်ညက်တဲ့အခါမျိုးတွေမှာခါဖို့အတွက် level ခါတဲ့နေရာမျိုးတွေမျက်နှာခါတဲ့နေရာမျိုးတွေမှာအဓိကထားအသုံးပြုပါတယ် water bottle spray ဖြစ်ပါတယ်စပင်ကိုရေဖြန်းဖို့အတွက်အဓိကထားအသုံးပြုရတဲ့ပစ္စည်းဖြစ်ပါတယ်ကောင်ကို blending လုပ်တဲ့အခါတွေစပင်ကိုပေးပါတဲ့အခါမျိုးတွေမှာအသုံးပြုတဲ့ blending ကုန်းဖြစ်ပါတယ် section ကုန်းပဲဖြစ်ပါတယ် side အတူအရှည်အသေးကြီးပုံစံမျိုးစုံတွေလာလေးရှိပြီးတော့ဒီကောင်ကိုစပင်ကိုလက်ဆွဲညက်တဲ့အခါမျိုးတွေစီးခွဲတဲ့အခါမျိုးတွေ section ခွဲတဲ့အခါမျိုးတွေမှာအဓိကထားအသုံးပြုပါတယ် styling ကုန်းဖြစ်ပါတယ်ဒီကို blow dry ပြုလုပ်တဲ့အခါမျိုးတွေမှာ dryer နဲ့တွဲဖက်ပြီးတော့အသုံးပြုလေးရှိပါတယ် blending ကုန်းဖြစ်ပြီးတော့နာရီအနေနဲ့လည်းအဓိကထားအသုံးပြုပြီးတော့စပင်ပါဝါမှာခွတ်သွားမှာကိုတိတ်ဆိတ်မပူရတဲ့ blending ကုန်းမျိုးစားပဲဖြစ်ပါတယ် cut gauge millimeter မျိုးစုံခေါ်လေးရှိပြီးတော့ဒီကောင်ကို fade ညက်တဲ့အခါမျိုးတွေမှာအဓိကထားအသုံးပြုပါတယ် millimeter မျိုးစုံ size မျိုးစုံနဲ့လာလေးရှိပါတယ် fade brush လို့ခေါ်ပြီးတော့ fade ညက်တဲ့အခါမျိုးတွေမှာစပင်ကိုခါတဲ့နေရာမျိုးတွေမှာအဓိကထားအသုံးပြုတဲ့ brush အမျိုးအစားပဲဖြစ်ပါတယ် lap tape ပဲဖြစ်ပါတယ်အဲ့ဒီရဲ့ level ကိုပတ်ပေးရတာဖြစ်ပြီးတော့ကျန်းမာရေးနဲ့ညီညွတ်အောင်အသုံးပြုရတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ် cape လို့ခေါ်ပြီးတော့ခြုံတယ်လို့လည်းမြန်မာလိုခေါ်ဆိုလေးရှိပါတယ်ဘာဘာတွေအနေနဲ့နေ့စဉ်အသုံးပြုနေတဲ့ပစ္စည်းကိရိယာတွေပဲဖြစ်ပါတယ်ဗီဒီယိုတွေမှာဆိုရင်နောက်ထပ်အကြောင်းအရာတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်